မင်္ဂလာပါမင်္ဂလာညာစမ်းလေးပါခင်ဗျဒီနေ့ကျွန်တော်ပြောမယ့်ဇာတ်လမ်းလေးကတော့ရွာဆောင်ကအိမ်ဟောင်းကြီးဇာတ်လမ်းလေးပါကျွန်တော်10တန်းပြီးတဲ့ຫນွေရာဒီမှာအဖွားရှိတဲ့ရွာကိုကျွန်တော်သွားလဲခဲ့တယ်ရွာတိတ်ဆိတ်ပြီးတော့ညဆိုလို့ရှိရင်လေတိုင်းတန်အောင်ကြားရတော့ငြိမ်းနေတတ်တယ်အဖွားအိမ်နောက်ဘက်မှာလူမနေတော့တဲ့အိမ်ဟောင်းတစ်လုံးရှိတယ်ပြတင်းပေါက်တွေကျိုးပြီးတကားကလည်းတဝက်ပွင့်နေတတ်တယ်အိမ်ဘက်မှာသွားနေတော့အဖွားအမြင်ပြောတယ်ဒါပေမဲ့လူငယ်ဆိုတော့သိကျင်စိတ်ကပုံများတယ်တညမှာမိုးဖွားဖွားရွာနေတော့ကျွန်တော်အိမ်မပြောလို့ပြတင်းပေါက်ကနေအပြင်ဘက်ကိုကြည့်နေတယ်အဲ့ဒီအချိန်အိမ်ဟောင်းရဲ့ဒုတိယထပ်ပြတင်းပေါက်မှာမီးအဝါရောင်လေးတစ်ချက်လင်းလာတယ်လူရှိနေတာလားလို့ကျွန်တော်စဉ်းစားမိတယ်နောက်နေ့မနက်အဖွားကိုပြောတော့အဖွားမျက်နှာပျက်သွားတယ်အိမ်မှာမီးမရှိတာ10နှစ်ကျော်ပြီတဲ့ကျွန်တော်အေးခဲသွားတယ်ဒါပေမဲ့ညရောက်တော့ထပ်မြင်ရပြန်တော့ဒီတစ်ခါတော့မီးမဟုတ်ဘူးပြတင်းပေါက်နာမှာစပင်ရှိရှိနဲ့လူတယောက်မတ်တရက်နေတယ်မိုးရီရွာနေတာကြောင့်မျက်နှာမမြင်ရပြီမဲ့သူကကျွန်တော်ဘက်ကိုကြည့်နေတာတေးချတယ်ပြီးတော့တဖြည်းဖြည်းလက်တစ်ဖက်မြောက်လာတယ်လက်ခေါ်နေသလိုလိုကျွန်တော်လမ်းခေါ်နေသလိုလိုနဲ့ကျွန်တော်ကြောက်ပေမဲ့သိကျင်စိတ်ကအိမ်ပြင်ထွက်ခဲ့တယ်မျက်ရှိတွေကြားကနေအိမ်ဟောင်းဘက်လျှောက်သွားရင်လမ်းနေရာတွေမိုးရီရွာနဲ့ဆူဆူနဲ့လေကအရန်အေးလာတယ်တကားကိုတုံးဖွင့်လိုက်တော့ကျူကြီးအိမ်ထဲမှာဖုန်တွေထူးနေပြီအနက်ဟောင်းကြီးနဲ့ဒါပေမဲ့ဒုတိယထပ်ကနေတုတ်တုတ်ဆိုလို့ခြေတံကြားရတယ်ကျွန်တော်လေကားတက်သွားတယ်ခြေတံကရက်သွားတယ်အခန်းတစ်ခန်းရှိရတော့တကားကနည်းနည်းပွင့်နေအတွင်းနဲ့ကိုကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာနေရာမှာဓာတ်ပုံဟောင်းတွေချိတ်ထားတာတွေ့တယ်ဓာတ်ပုံတော်မှာကျွန်တော်မျက်နှာနဲ့တူလုံးလုံးတူတယောက်ဓာတ်ပုံအောင်မှာရေးထားတာ1996ပျောက်ဆုံးသွားတဲ့တူတဲ့ကျွန်တော်လက်တွေတုံးလာတယ်အဲ့ဒီအချိန်နောက်ကနေအတန်တိုးတိုးတစ်ခုကြားလိုက်တယ်နင်းပြန်လာပြီလားတဲ့ကျွန်တော်လက်ကြည့်လိုက်တော့ပြတင်းပေါက်နာမှာစပင်းရှိရအမျိုးသမီးကြီးတယောက်ရက်နေတယ်မျက်နှာမရှိဘူးပြီးတော့သူက